ပြေဒုက္ခဝေဖြာရတဲ့ပွေလူဘဝဓမ္မတာတန်မြတ်စဝနေမှာလွမြောက်ရန်အလူငါမဟာဂယုဏတုမရှိဘဂဝါပါရမီရှင်တို့ဖျားရေထားရှိသာသနာဂုဏ်တော်နန္ဒကိုယုံကြည်မြတ်မှန်ကြွတန်းဝင်စီရချမ်းမြေစီမှာတရားဓမ္မသံဃာရိပ်မိမိခုနာပွားဝေမြစ်တယ်ယူပါသာတို့သာသနာကိုသဝေယုံကြည်ပါရင်တရဏံကိုမြောက်ကြပြီးမို့မကြောက်ပါပင်ကြီးရောက်ပြီးထဲဝလာတယောက်လာလန်းငယ်ပါနေသိစိတ်ခန္ဓာချမ်းမြေစီမှာ